တွေကတန်ဆွတ်တီးပွင့်ဝေဆောင်တောင်သူဦးကြီးတို့အိမ်မက်တွေပြေးဖို့ရနေရဒေတာအနှံဝိစာရရှိမှာမြန်မာနိုင်ငံရဲ့အဓိကစီးပွားရေးတစ်ခုပါစပါးနဲ့ပဲပြောင်းနေဝါစိုက်ပျိုးပြီးနေများအထက်တိုးဖို့ရပါဝင်ကူညီမှန်ကန်ရည်သွေးများစင်မှန်ပြေဝါတဲ့ဝိစာရယုံကြည်ပါဝိစာရကြောင့်ချင်နေရစီမယ်တောင်သူတွေအကျိုးတွေ့ရည်ရွယ်အိုးစင်မဝိစာရကမြင်ဆောင်ရလာမယ်ပါဝင်ကူညီပြေစွာဖို့ကွယ်အိုးတောင်သူဦးကြီးတို့တွေပြုံးပန်းဝိစာစိုက်ခင်များစိတ်လန်းဆိုပြတန်းဆွမ်းနာရောင်သူတောင်းသူကျိုးသူစီမတို့တဲ့မြန်မာတာဝိစာရကြောင့်မှာစမပြေဝဝိစာရဦးကြီးတို့တို့ဝိစာရ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 စိုက်ပျိုးစနစ်မှန်ကမြင်မာစေဖို့စိုက်ပျိုးရေးနည်းနဲ့ပညာရှင်လို့အင်အားနဲ့ကွင်းစင်ဆောင်ရွက်ခုလို့ဝိစာရတဲ့ဖို့တောင်းသူတွေကြိုးခင်မီနည်းပညာစံနှုန်းများစွာတောင်းသူတို့အတွက်ဖြန့်ဝေနေမှာရွေးချယ်မမှန်လို့သိနေအောင်ရမှာစစ်မှန်ပြေဝဝိစာရပါဒီအားလုံးကရင်စင်မဲ့ဝင်နေဝိစာရတောင်းနေပြီးမြတ်မြတ်ရေသွေးပြင်းပြီးစေစသမျှအကျိုးရှိလို့တောင်းသူဘဝတွေမြင်မနေဝိစာရကကုညီကဆောင်ရွက်ပေးလို့နေယုံကြည်ပါဝိစာရကြောင့်ချင်နေရစီမယ်တောင်းသူတွေကြိုးတွေ့ရည်ရွယ်အိုးစင်မဝိစာရကမြင်ဆောင်ရောက်လာမယ်ပါဝင်ကူညီပြေစွာဖို့ကွယ်အိုးတောင်းသူဦးကြီးတို့တွေပြုံးပန်းဝိစာ